ပေါ်ဆောင်ရတဲ့တော့တန်းစင်ပြီးတော့ကောင်းမွန်တဲ့အစိုးရပေါ်ဆောင်ရတဲ့တော့အကိလေသာမှုခြားစားမှုများတက်ဖြစ်ရမှာတော့မီဒီယာအရေးကြီးကဏ္ဍကနေအပ်ဖို့ဆောင်ရနေတာကျွန်တော်တို့သိရှိဖြစ်ပါတယ်။ဒါကြောင့်လည်းနိုင်ငံတော်သမ္မတဦးသိန်းစိန်အစိုးရလည်းဒီမီဒီယာပြုပြင်ပြောင်းလဲရေးကိုစရုပ်ကြမှန်တဲ့ထားရှိပြီးတော့ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်တဲ့ကျွန်တော်သိရှိရတယ်။ဒီနေရာမှာအရင်တင်လို့ကျွန်တော်တို့ဒီချင်းမြတာတပ်ဝင်နေတယ်ဒီလိုမီဒီယာပြုပြင်ပြောင်းလဲလုပ်တဲ့ပုံကိုဒီကျူးစုကြောင်းနဲ့ကျွန်တော်ပြောကြတယ်မီဒီယာပြုပြင်ပြောင်းလဲလုပ်ဆောင်တာမှာနိုင်ငံတော်အကျိုးအတွက်တော့မတူဝေးပြောတော့ကန်တာလို့ပြောတော့ဒီလူထုအတွက်တော့အကျိုးတဲ့ရောက်ရရှိပြောရဖြစ်ပါတယ်ဒီတော့ပြောလို့ရပါနိုင်ငံတကာစံချင်းစံနှုန်းတွေလည်းကျွန်တော်တို့ကကြည့်လို့ရဖြစ်ပါတယ်ဒီနေရာမှာအတင်လင်းတယ်လို့ကျွန်တော်ပြောကြတာတော့ဒါဒီတိုင်းတော်မူရဲ့အဖြစ်တဲ့ပုံစံချတာဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းသားလူမျိုးစုရဲ့ဒီမြန်မာနိုင်ငံမှာဒီနေ့တိုင်းကြတဲ့တိုင်းသားလူမျိုးစုလူမျိုးနဲ့တတ်တီဖြစ်ကြောင်းကျွန်တော်တွေ့ရှိတယ်ကမ္ဘာ့ပြည်ထချမှတ်တာဆိုတာတော့အားလုံးဒီကြောင့်ဖြစ်ပါတယ်ဖက်ဒရယ်စနစ်ဆိုတာအထူးဆုံးအဖြစ်ပြောလိုက်ရတော့ဘုံ6ကန်မှုကိုစောချပြီးတော့ဒေဂန္ဒရအစိုးရတွေမှာလောက်ွယ်ခွင့်အာဏာပူပေးတဲ့ decentralization ကိုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ decentralization လို့နေရာမှာလည်း media ကဏ္ဍကိုလည်းကျွန်တော်တို့ဒီ decentralization လုပ်တော့ဖြစ်ပါတယ်အစိုးရဘက်ကနေ state ဒီ computer ရဝကြောင်းပြီးတော့ဒီလွတ်လပ်ပြီးတော့ web လိုက်တဲ့တိုင်းသားဘာသာဖြင့်ဖော်ပြတဲ့ media ထူထောင်ရတဲ့ဝကြောင်းဒီအထူးသဖြင့်ဒီထောင်စုငင်းချပေါ်ဆောင်တော်ကော်မတီနဲ့ချင်းမြတာတို့ရောကြားချုပ်စုထားသောတဘောထုံချက်စာချုပ်ပါ media ကိစ္စနဲ့ပတ်သက်တော့အခြားဒီပါဝင်ဒီ media decentralization နဲ့လွတ်လပ်ပြီးတော့ဝက်လိုက်တဲ့ဒီ media ဖြစ်ပေါ်လာရဲ့တိုင်းသားဘာသာစကားဖြင့်ထုတ်ဝဲတဲ့ media ပေါ်ထူလာရတော့ငင်းချဒီထောင်စုဆိုရပြည်နယ်ဆိုရနဲ့ပါဝင်ပတ်သက်သူအားလုံးအများစုအကောင်အထည်ပေါ်ဆိုတဲ့တိုက်တွန်းရေးကျွန်တော်ပြောထုတ်တယ်အားလုံးကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးနိုင်ငံတကာမြန်မာတည် BNI မှာကိုအဖွဲ့ဝင်ဦးခိုင်တဲ့ကျော်အားဖိတ်ခေါ်ပါရရှင်မြန်မာသားတဲ့ဘုသူထွေးနေမှုကြောင့်ဒေါက်တာစင်ခါရာအတရားလက်ဆောင်ပေးရန်အတွက်နိုင်ငံတကာမြန်မာတည် BNI မှာကိုအဖွဲ့ဝင်ဦးနိုင်ဆောင်မှာဖိတ်ကြားပါရရှင်။